မှာလဲဖောက်မယ်ဆိုတော့မဲဒါမလို့ချင်ဘူးတခြားဟာကဘုံလုံးကြိုက်ပါတယ်လိုချင်တာကတော့ဒါလေးပါဒါလေးပေါ့ရင်တော့so lazy moment ပေါ့ for lazy moment bossy မာလေး boss mama ပုံလေးဒါလေးကချစ်စရာလေးပါဒါလေးလိုလေးလောက်ပါTa-da! So cute! ဒါလေးပါပဲရဲ့ရုပ်လေး Okay လိုချင်တာကတော့ဒါရဲ့ and then this two ကိုအရင်လိုချင်ပါတယ်ဒါကတော့ပေါက်ထားတဲ့ရုပ်ပေါ့ဒါလေးလည်းမစိုးပါဘူးဒါတော့အရင်မလိုချင်ဘူးဒီရုပ်တကယ်လို့ပေါက်ရင်တော့ကိုညာနေထုံးပြီးမှာပါပြန်ပြီးတော့နှစ်ရုပ်ဖြစ်သွားတယ်တော့ဟုတ်ကြည့်အောင်ဟောတော့ကအေးလေခံစားကြည့်လိုက်လင်းထုံးရသွားပြီဟုတ်လားဟုတ်ပါဘူးညနေတော့ရသွားပြီဒီတစ်ခါညနေတော့ရသွားညနေတော့ရသွားမကြည့်ပွဲနှွဲမလို့တဲ့နောက်တစ်ရုပ်ထပ်ဝင်လာပြီးရဲ့အဲ့တော့ဒီရုပ်က2ရုပ်ရှိသွားပြီဒါလေးကိုညမင်းထုံးပေးလိုက်ပါမယ်ရောโอเคအဲ့တော့ဒီရုပ်ကြီးပဲနှစ်ခေါက်ရှိပြီပေါ့နော်မလို့ချင်တဲ့ရုပ်ကြီးဒါမဲ့တော့ချစ်ဖို့တော့တွင်ကအကုန်လုံးလာအဲ့တော့ဒီခောက်တော့မယူရတော့ဘူးကြိုက်တာပေါက်တော့အမဲမဟုတ်ရင်ပြီးရောပြလေးလို့ခံစားမိရဲ့မပြနိုင်အောင်အမဲလားဟုတ်အဲ့ညောမှာတော့အဲ့လိုချင်တာလေအဖြူလေးရရချင်တယ်ရုပ်လေးပေါ့ဟုတ်လားအဲ့တက်လာလားအလေးလိုချင်တာအမကြိုက်တဲ့အယုတ်ကခုနပြောထားတဲ့အတိုင်းဒီဟာလေးလိုချင်တယ်ဒါလေးလိုချင်တယ်ဒါလေးကိုလိုချင်ပါတယ်ယေလိုချင်တာရပါပြီဒီခောက်တော့